ပျော်ရွှင်မှုဆိုတာဘာလဲအေးချမ်းပြေဆုံးကြပါစေရှင်ဝါဆိုလာပြည့်နေ့လေးမှာစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့အတူပျော်ရွှင်မှုအစစ်မှန်တွေရရှိပိုင်ဆိုင်ကြပါစေရှင်အခုလိုခေတ်ကြီးတဲ့မှာပေါ့နော်24နာရီ9ရက်ပတ်လုံးအုံတို့စူးစမ်းရုပ်ကန်ကြတယ်အုံတို့ကိုအုံတို့ပျောက်ဆုံးသွားတဲ့အထိကိုအုံတို့နေရောညရောစိတ်ရောစက္ကန့်မလက်ကိုအုံတို့စူးစမ်းနေကြတဲ့အချိန်မှာတော်တော်များများဘာကြောင့်မို့လို့အလုပ်စူးစမ်းတာလဲလို့မေးလိုက်လို့ရှိရင်တတော်လေးနေချင်လို့ဝင်ငွေတွေအများကြီးရချင်လို့အေးအေးချမ်းချမ်းလေးနေချင်လို့နောက်ဆုံးရလက်ဖြစ်တာပါလဲဆိုရင်ပျော်ရွှင်မှုတွေလိုချင်လို့တဲ့အလုပ်စူးစမ်းကြတယ်နေရောညရောလာတွေနှစ်တွေနဲ့ကြည့်ပြီးအလုပ်ကြိုးစားကြတယ်အချို့ဆိုရင်ဒီလိုပိတ်ရက်တွေမှာပေါ့နော်အခုဆိုရင်ဝါဆိုလာပြေးဆိုတော့ဒီဝါဆိုပိတ်ရက်လေးတွေရှိတယ်ဒီလိုပိတ်ရက်လေးတွေမှာအချို့တွေကခရီးထွက်ကြတာမျိုးတွေရှိတယ်ဘာကြောင့်ခရီးထွက်တာလဲစိတ်အပန်းပြေဖို့တဲ့ပျော်ရွှင်မှုကိုရှာဖွေတာတဲ့ဆိုတော့ပျော်ရွှင်မှုကိုရှာဖွေဖို့အတွက်အုံတို့ကခရီးထွက်ကြတယ်တခုလှုပ်ဆောင်ကြတယ်ဥပမာပေါ့နော်တငယ်ချင်းနဲ့ပြင်သွားကြတာစိတ်ကိုအပန်းဖြေအောင်လုပ်ကြတာဒါလေးပြန်ကိုယ့်ရဲ့ပျော်ရွှင်မှုတစ်ခုလေးလို့သတ်မှတ်ကြတာပေါ့နော်ဒီကလူတွေအတွက်ကတော့ပျော်ရွှင်မှုဆိုတာဘာလဲအချို့သူရဲ့ပျော်ရွှင်မှုကတိရတဲ့လောက်ဆိုရင်အိမ်အကြီးတွေရမှဥပမာအောင်မြင်မှုဆိုတာဘာလဲပျော်ရွှင်မှုဆိုတာဘာလဲလို့ပြောလိုက်လို့ရှိရင်သူတို့လိုချင်တဲ့အရာလေးတွေပိုင်ဆိုင်ရတာလေပျော်ရွှင်မှုလို့သူတို့ပြောကြတယ်တကယ်လိုချင်တဲ့ပိုင်ဆိုင်မှုတွေကကြီးမားမှပျော်ရွှင်မှုရရှိမှာလားအိမ်ကြီးကားတွေဝင်ငွေတွေအများကြီးရမှာကိုတတ်မှတ်ထားတဲ့ပစ္စည်းလေးတွေရမှာဒါပျော်ရွှင်မှုလားဒါဆိုရင်ဒီလိုကြီးမားတဲ့ຢာတွေမရတော့ဘူးဆိုရင်အုံတို့ရဲ့ပျော်ရွှင်မှုဆိုတာကိုဘယ်လိုရှာကြမလဲဒီနေ့မှာတော့အုံတို့ကကိုယ့်ရဲ့ဘေးနားမှာရှိတဲ့တေးလေးတော့ຢာလေးတွေကနေပြီးတော့ပျော်ရွှင်မှုအစစ်မှန်ကိုဘယ်လိုရှာဖွေကြမလဲဆိုတာမျိုးအုံတို့ပြန်တွေးကြည့်အောင်အောင်ပြပြမယ်။အောင်ဆိုရင်ပျော်ရွှင်မှုပေါ့နော်ပျော်ရွှင်မှုဆိုတာheavy လုံးမကြီးမမားတွေဖြစ်မှာပျော်ရွှင်မှုကိုပြောတာမဟုတ်ဘူးเนาะအောင်အတွက်ပျော်ရွှင်မှုကအရန်ကိုရိုးရှင်းတယ်လူတိုင်းမှာလည်းဒီလိုရိုးရှင်းတဲ့ပျော်ရွှင်မှုလေးတွေရှိတယ်ဆိုတာအောင်သိတယ်အောင်ပြောပြသွားတဲ့အကြောင်းအလေးကိုနားထောင်ရင်းနဲ့မှာကိုယ့်ရဲ့တကယ်ပျော်ရွှင်မှုပေါ့နော်လိုလလားနဲ့ဖြစ်တဲ့ပျော်ရွှင်မှုလေးတွေရှာဖွေတွေးလိုက်မယ်လို့လည်းအောင်ထင်တယ်အောင်ကလေသူများတွေလိုမျိုးပဲအောင်လဲအင်ကြီးကားတွေတေချာပေါ့နော်ကိုလိုချင်တဲ့ကားတို့ကိုလိုချင်တဲ့ dreams home တို့ကိုရဲ့ငွေကြေးပေါ့နော်ကိုမှပိုင်ဆိုင်တဲ့ငွေကြေးလေးဒါလေးတွေပိုင်ဆိုင်မှပဲအောင်ကပျော်ရွှင်မှုရရှိမယ်လို့အောင်ကလည်းတွေးထားတာပဲဒါပေမဲ့ဒီလိုမျိုးအကြီးမားတဲ့အရာလေးတွေကိုအောင်တို့မပိုင်ဆိုင်ခင်မှာအောင်တို့ရဲ့တင်းငယ်တဲ့အရာလေးတွေကိုအောင်တို့သတိပြုမိပြီးတော့ပျော်ရွှင်မှုတွေဖန်တီးလို့ရှိရင်တော့ပိုကောင်းနေပေါ့နော်အောင်တို့ပြောရမယ်ဆိုရင်ခရီးသွားမယ်ပေါ့ကွာရန်ကုန်ကနေမန္တလေးကိုခီးသွားမယ်မန္တလေးကိုခီးသွားတဲ့အချိန်မှာအလုပ်ကိစ္စကြောင့်ပဲဖြစ်ပါကြောင့်ပဲမန္တလေးကိုမရောက်ခင်မှာအုံတို့ကဒီဂျားထဲမှာရှိတဲ့မှတ်တိုင်လေးတွေဂျားထဲမှာရှိတဲ့မိုင်းတိုင်လေးတွေမှာအုံတို့တစ်ခုချင်းစီကိုစိုက်ထူသွားတဲ့အခါကြောင့်လို့ရှင်မန္တလေးရောက်တဲ့အခါကြောင့်လို့ရှင်ပို့ပြီးပြည်စုံတဲ့အနှစ်သာရကိုရရှိမှာပေါ့နော်ဒီတိုင်းမှာအုံတို့လိုချင်တဲ့အိမ်တွေကားတွေကြီးမားတဲ့ပိုင်ဆိုင်မှုတစ်ခုခုကိုအုံတို့မရခင်မှာဂျားထဲမှာဖြစ်နေတဲ့ဒီအချိန်ကာလမှာအုံတို့ဘလို့ပျော်ရွှင်မှုတည်တည်လေးနဲ့ဖြတ်တန်းသွားမလဲဆိုတာအသိအရေးကြီးတယ်။အုံကလေပြောရင်လေးယုံမှာမဟုတ်အုံရဲ့ပျော်ရွှင်မှုလေးကဘာလဲဆိုတာအရန်ရိုးရှင်းတယ်လူတိုင်းမှာလည်းရှိတယ်ဖြစ်နိုင်တာပေါ့နော်။အုံကလေအုံတို့ကနေဘက်ချမ်းမနေတာဆိုတော့နေရဲ့အိမ်ကြီးတော်တော်များများတည်တဲ့အတိုင်းပဲရေချိုးခန်းထဲမှာရေကန်ရှိတယ်ရေကန်မရှိတဲ့အိမ်တွေဆိုရင်လည်းသူတို့ကရေပုံးတွေကိုချထားတာပေါ့နော်ရေပုံးတွေဒီလိုတိုင်ကီလာအဲ့လိုမျိုးခေါ်ကြရေပုံးတွေအဲ့လိုမျိုးတွေချထားပြီးတော့ရေကိုအားရပါခွက်နဲ့ခတ်ချိုးတာပေါ့နော်ဘလောက်ပဲခစ်တရားပြောင်းလဲနေပါစေဘလောက်ပဲရှာဝါကပ်တွေလောက်တာပါစေပေါ့နော်။အောင်တော့သူတို့ရေခတ်ချိုးမှကိုအားရတယ်ကျင့်နှက်မှုရှိတယ်ဆိုပြီးတော့ခံယူထားတဲ့သူတွေပေါ့နော်။နေဘက်ကလူတွေပါ။ဆိုတော့အဲ့ဒီတိုင်းပဲအောင်ကလေရေချိုးခန်းတွေကရေတွေရေချိုးကန်ထဲမှာပေါ့နော်။ရေချိုးကန်ထဲမှာရေတွေအပြည့်ဖြစ်နေတာအောင်ရပျော်ရွှင်မှုပဲ။နည်းနည်းတော့ရည်စရာကောင်းတယ်နော်။ငွေကြေးကုန်ကြစရာမလိုဘူး။ရမ်းချိပန်းမကြည့်ဘူး။ဒါပေမဲ့အုံရီချိုးတဲ့ခါကြလို့ရှင်
ရေချိုးကန်ထဲမှာရေတွေပြည့်နေတာအောင်ရဲ့ပျော်ရွှင်မှုပဲဘလို့ပျော်ရွှင်မှန်းလဲအောင်မပြောတော့ဘူးအောက်ကန်ထဲမှာအောင်ရဲ့ရေချိုးကန်ထဲကရေတွေရော့နေနေတဲ့အချိန်ကတစ်ချိန်မှရှိတယ်အဲ့ဒီအချိန်ကဘယ်အချိန်လဲဆိုရင်ဒီရေချိုးကန်ကိုဒီကန်ကိုရေဆေးဖို့လေကန်ကိုရေကျင်းတယ်လို့ခေါ်လာတန့်ရှင်လို့တဲ့အချိန်ပေါ့နော်ဒီကန်ထဲအနေတွေထွက်သွားအောင်ရေအသစ်ထပ်လဲပြီးတယ်အဲ့ဒီအချိန်တစ်ချိန်မှရှိတယ်ကျန်တဲ့အချိန်တော်တော်များများကအောင်ကအဲ့ဒီရေချိုးတဲ့ကန်ကိုအမြဲတမ်းရေဖြည့်ထားတာရေချိုးလိုက်တဲ့ခါနဲ့အဲ့လိုရေပြည့်ရှံနေတဲ့ရေကန်တွေကနေရေခတ်ချိုးရတာအောင်ရဲ့ပျော်ရွှင်မှုပဲဒါလေဘယ်လိုမျိုးပီတီနဲ့မှအောင်မတူအောင်နေ့တူပါအောင်ရဲ့ပျော်ရွှင်မှုကိုအောင်မြေနှစ်ဖူးတွေ့ခံစားရတာပေါ့နော်တကယ်တမ်းတော့အောင်တို့ကကြီးမားတဲ့အရာတွေပိုင်ဆိုင်မှပျော်ရွှင်ရမယ်မဟုတ်ဘူးကိုယ့်ရဲ့နေ့တူပါမှာဘယ်လိုမျိုးအရာလေးတွေကကိုယ့်ကိုတကယ်ပျော်ရွှင်မှုပေးတာလဲစိတ်ကျဉ်မှုပေးတာလဲဆိုတာကိုသတိထားမိတယ်ဆိုရင်အောင်တို့နေရတဲ့ဘဝကအစဉ်ပြေပြေလေးနဲ့ဖြတ်တန်းသွားနိုင်မှာဖြစ်တယ်ဆိုတော့ပျော်ရွှင်မှုဆိုတာပါလေအောင်တို့ဘယ်လောက်ထိအသက်ရှင်ရမလဲမသိဘူးဘယ်လောက်ထိစနေရအောင်လဲမသိဘူးကိုယ်တော်လည်းမဆန့်မီဆန့်တော်လည်းမကိုယ်မီတဲ့အောင်တို့လိုချင်တဲ့ပန်းတိုင်းအောင်တို့လိုချင်တဲ့အရာကိုမရလိုက်သေးခင်မှာပဲအောင်တို့တွေကအသက်ရှိပါတော့မလားဒါပြောလို့ရတဲ့အရာမဟုတ်ဘူးเนาะကဘာပေါ်မှာလူတွေကလေစက္ကန့်နဲ့မလက်ကိုတေဆုံးနေကြတာထိုင်နေနေလဲတေဆုံးနေကြတယ်စကားပြောနေနေတေဆုံးနေကြတာတချင်းစုံနေနေလဲတေဆုံးနေကြတာအိတ်နေနေလဲတေဆုံးနေကြတာတွာလာနေတယ်အိမ်မှာနေရင်းနဲ့ကိုလဲတေဆုံးနေကြတဲ့လူတွေအများကြီးပဲစက္ကန့်နဲ့မလက်အောင်တို့ကကွေးတော်လက်မဆန့်မီဆန့်တော်လက်မကွေးမီဖြစ်နေတဲ့အချိန်ကာလမှာအောင်တို့လိုချင်တဲ့အရာဘုမှာခရီးသွားမှပျော်ရွှင်ရမယ်လို့ကိုလိုချင်တဲ့ငွေကြေးရမှပျော်ရွှင်ရမယ်ကိုလိုချင်တဲ့စေးတာကထိမှအကောမရှင်ရမှပျော်ရွှင်ရမယ်ဆိုတာကအောင်တို့ limit လောက်လိုက်တာနဲ့တူတူပဲနေရတဲ့ဘဝခဏလေးပါဒီလိုခဏလေးအတွင်းမှာအောင်တို့ကကိုယ့်ရဲ့တနေ့တာချင်းစီပျော်ရွှင်မှုတွေကိုတတိထားပြီးဖြတ်တန်းသွားတဲ့အခါကြလို့ရှင်အောင်တို့လှုပ်လိုက်တဲ့အရာတိုင်းကအဆင်ပြေပို့ပြီးတော့ချောမှုသွားမှာဖြစ်ပါတယ်ပြန်တွေးကြည့်အောင်စိတ်ပျော်ရွှင်ပြီးတော့စိတ်ကျဉ်နှံ့မှုနေပြီးတော့လုံနေတဲ့အလုပ်နဲ့စိတ်ဒီပင်မှန်ပြီးစိတ်ဒီရှုပ်ထွေးပြီးတော့လှုပ်လိုက်တဲ့အလုပ်ကဘယ်အလုပ်ကကိုယ့်အတွက်ပို့ပြီးတော့အဆင်ပြေနေတယ်လဲဘယ်အလုပ်ကပို့ပြီးကောင်းမွန်နေတယ်လဲဘယ်အလုပ်ကပို့ပြီးတော့ energy ကောင်းလဲဆိုတာကိုပြန်တွေးကြည့်ပါအောင်လေးတွေတော်တော်များများကအဲ့ဒီအချက်ကိုမေးနေကြတာပေါ့နော်ဆိုတော့ဒီနေ့မှာပျော်ရွှင်မှုလေးဆိုကိုယ့်အတွက်ပျော်ရွှင်မှုဆိုတာဘာလဲပျော်ရွှင်မှုတေးလေးရပါလဲကိုယ့်ရဲ့တနေ့တာချင်းစီကိုယ့်ရဲ့အိမ်မှာပဲရှာလိုက်ကိုယ့်ရဲ့အိမ်မှာမဟုတ်ရင်တော့ကိုယ့်ရဲ့တကူရေးစားမှာပဲရှာလိုက်ဘလို့ပျော်ရွှင်မှုလဲအချို့သူတွေကသူတို့ရဲ့ရုပ်ရည်ချောမောနေတာသူတို့ရဲ့ပျော်ရွှင်မှုဖြစ်နေတာဒီလိုချောမောနေတာကသူတို့အတွက်တပန်းသားတယ်လို့ခံစားရတယ်သူတို့ confident ရှိတယ်သူတို့အတွက် lucky ပေါ့နော်ဒီလိုမျိုးရဟာလေးလည်းအများကြီးဖြစ်နိုင်တယ်အောင်အတွက်ကတော့ရေချိုးခန်းတဲကရေချိုးကန်ထဲမှာရေတွေအများကြီးပြည့်ရှံနေတာအောင်အတွက်ပျော်ရွှင်မှုတစ်ခုလေးဖြစ်ပါတယ်ဆိုတော့အောင်နဲ့တူတူပျော်ရွှင်မှုလေးတစ်ခုကိုဖန်တီးကြရအောင်ဒီပျော်ရွှင်မှုလေးကိုအောင်တို့ဆက်လက်ထိန်းသိမ်းရင်းနဲ့အောင်တို့လိုချင်တဲ့ပန်းတိုင်းကိုအတူတကွရှောက်လိုက်ရင်းနဲ့လိုချင်တာရအားလုံးကောင်းကျိုးလိုရင်ဆန္ဒများပြေဝကြပါစေရှင်အေးချမ်းပြေဆုံးကြပါစေ Universe အောင်ဖြစ်ပါတယ်